花都干了，没养过。对，灭。阿龙们明个啦吧别，过年嘛阿龙明啦，往那边东呢，伢家里有，他说办啥人家吧的，你喏，过年嘛阿龙明啦，西人伢家里吧别，过边比如办里过年呢，对的所以过年嘛阿龙为叫么多呗，阿三呢阿来收，比收那样喏，几多呗吧别喏，比如办里过年呢，对的所以过年嘛阿龙为，就喏比如办里过年呢，对呢所以过边没事的阿龙为叫么多呗，阿三呢阿来收，比收那样喏，几多呗吧。只係每次都有啲錢嚟，一早時啊咩，一早攏話咪有㗎喎ဗျာနော်ကျွန်တော်တို့မနက်ဖြန်ကျွန်တော်မိတ်ဆွေတွေအားလုံးပဲကျွန်တော်တို့16ရက်နေ့မနက်12နာရီ10မိနစ်အတွက်ပေါ့နော်ဖွင့်နေဆိုလဲကိုပြည့်မိတ်ဆွေတွေအားလုံးပဲကိုပြည့်တို့ကတော့မနာကသေးဘူးမနာကသေးဘူးဆိုတော့ကိုပြည့်တို့ဘာလို့မနာကသေးဘူးဆိုလဲမနာကသေးဘူးဆိုလဲကိုပြည့်တော့တကူလာထဲမှာလဲကိုပြည့်မိတ်ဆွေတွေကကိုပြည့်ကိုမျှော်နေမဲ့မိတ်ဆွေလေးတွေရှိတယ်ဒါပေမဲ့ဗီဒီယိုပိုင်းလေးတွေပဲကိုပြည့်တင်ပေးနိုင်မယ်ကိုပြည့် live လေးတွေတော့မလွှင့်ပေးအားသေးဘူးပေါ့ဗျာနော်လိုက်လေးတွေတော့မလွှင့်ပေးအားသေးဘူးကိုပြဗီဒီယိုပိုင်းလေးတွေပဲပုံမှန်လေးတွေတင်ပေးသွားအောင်မယ်ပေါ့လိုက်လေးတွေပဲမလွှင့်နိုင်သေးဘူးလိုက်ကတော့ကျွန်တော်တို့အချိန်လေးရမှပြန်ပြီးတော့လွှင့်မယ်ဗီဒီယိုပိုင်းလေးတွေပဲကျွန်တော်တို့ပြန်ပြီးတော့တင်ပေးသွားမယ်ပေါ့ဗျနော်ကိုရီမိုင်းအားလုံးပဲဗီဒီယိုပိုင်းလေးတွေပဲကိုပြတို့ပြန်တင်ပေးသွားမယ်ပေါ့နော်အားကြောင့်မလို့ကိုပြည့်ရဲ့ကိုရီမိုင်းအားလုံးပဲဗီဒီယိုဖိုင်လေးတွေကိုအစားအနေအလဲအစုံပြီးဆုံးနိုင်အောင်ကြည်ပေးဖို့လဲကိုပြည့်ဘက်ကမြေတားရက်ခံတယ်အားလုံးကိုကိုရီမိုင်းအားလုံးပဲပြောချင်ပါတယ်လိုက်ရှိုးလေးပြီးရင်လဲကိုပြည့်ဘက်ကအကောက်လေးတစ်ကောက်ကိုထပ်ပြီးတော့လင်းချပေးမယ်အဲ့အကောက်လေးတစ်ကောက်ကိုကိုရီမိုင်းအားလုံးဘက်ကထပ်ပြီးတော့အပ်ပေးစီခြင်းနဲ့နော်ကိုရီမိုင်းအားလုံးပဲအထားပေးစီခြင်းနဲ့ပေါ့အခုကတော့ကိုရီမိုင်းအားလုံးပဲကျွန်တော်တို့အဖွဲ့ဝင်ခေါ်ရမယ့်ရက်လေးလည်းဖြစ်တယ်မနေ့ဖြန်မှလည်းဒူးလီစဖွင့်တဲ့ရက်လေးလည်းဖြစ်တဲ့အတွက်ကိုရီမိုင်းအားလုံးကိုကျွန်တော်တို့ဂျာတာဘရိတ်တောက်ကြနဲ့နောက်တစ်ပတ်3ရက်စာအတွက်လိုချင်တဲ့မိတ်ဆွေလေးတွေကျွန်တော် comment ထဲမှာပင်လေးထောက်ပေးပါမယ်เนาะအားလုံးပဲအဖုံးဝင်ဟိုကန်ဆယ်နိုင်ပါတယ်ဗောဗျာเนาะကိုပြည့်ရှင်မှာဂျာတာဘရိတ်တောက်ကြကိုကန်ဆယ်ချင်တဲ့မိတ်ဆွေလေးတွေအားလုံးပဲကန်ဆယ်လို့ရတယ်ဗောဗျာเนาะကန်ဆယ်လို့ရပါတယ်ကန်ဆယ်ကြီးရတော့ကိုရီမိုင်းအားလုံးပဲ2000ကျပ်ပါဗျာเนาะကန်ဆယ်ကြီးရတော့2000ကျပ်ပါ9ရက်စာပဲဖြစ်ပါတယ်ဆက်တွေ့ရမယ်ကန်ဆယ်ရမယ့်နံပါတ်လေးကိုကျွန်တော်တို့ကကိုရီမိုင်းအားလုံးပဲပင်လေးထောက်ပေးထားပါမယ် comment ထဲမှာနော် comment ထဲမှာပင်လေးထောက်ပေးထားပါမယ်ချစ်မိတ်ဆွေတွေအားလုံးကိုပေါ့နော် comment ထဲမှာပင်လေးထောက်ပေးထားပါမယ်ပြောချင်တာကအကိုရီမိုင်းအားလုံးပဲကျွန်တော်ရဲ့အလူတန်းလေးတွေကိစ္စတွေကလည်းကျွန်တော်တို့ကလှူထားတဲ့ကတော့ကျွန်တော်တရားပွဲတွေမှာလှူထားတယ်လက်ရှိမှာကျွန်တော်တို့ပထမပွဲမှာလှူထားတယ်လှူထားတဲ့ဟာကကျွန်တော်တို့မိဘမဲ့ကီလိုဘိုးဘရိတ်တာတို့ဘာတို့ကကျွန်တော်တို့မလှူပြသေးဘူးမလှူရသေးဘူးအဲ့ဒါကြောင့်မလို့ချစ်မိတ်ဆွေတွေအားလုံးပဲကျွန်တော်တို့လှူတဲ့ခါမှာ TikTok မှာတစ်ခါတင်ပေးပါမယ် TikTok မှာလည်းကျွန်တော်လှူထားတဲ့ဟာလေးတွေကိုကျွန်တော်တင်ပေးထားပါတယ်ချစ်မိတ်ဆွေတွေအားလုံးပဲမျိုးစုံမရှိမှသေးလို့ပါဗျာနော်ကဲအားလုံးပဲဂျာတာဘရိတ်တောက်ကြတဲ့ကန်ဆယ်ခြင်းတဲ့မိတ်ဆွေလေးတွေကန်ဆယ်လို့ရပါတယ်နော်ကန်ဆယ်ခြင်းတဲ့မိတ်ဆွေလေးတွေကန်ဆယ်လို့ရပါတယ်ပေါ့နော်ကဲကိုရီမိုင်းအားလုံးပဲမနက်ဖြန်မှာပတ်မဲ့ပတ်သီးလေးတွေကိုကိုကြီးဘက်ကလာရောက်လိုက်လွှင့်ပေးခြင်းလည်းဖြစ်ပါတယ်ဗျာနော်မနက်ဖြန်မှာပတ်မဲ့ပတ်သီးလေးကိုကိုကြီးဘက်ကလာရောက်လိုက်လွှင့်ပေးခြင်းလည်းဖြစ်ပါတယ်အားကြောင့်လို့ချစ်မိတ်ဆွေတွေအားလုံးပဲဝင်လာခဲ့ပြီးပါဗီဒီယိုဖိုင်လေးကိုအစားအနေအလဲအစုံပြီးဆုံးနိုင်အောင်တော့ကြည်သွားပေးပါမနက်ဖြန်မှာပတ်မဲ့ပတ်သီးလေးတွေကိုအားလုံးကိုပြောပြပါမယ်မနက်ဖြန်မနက်မှာပတ်မဲ့ပတ်သီးလေးကကိုရီမိုင်းအားလုံးပဲ9-3ပတ်သီးပါပဲဗျာနော်ပတ်သီးကတော့9-3ပတ်သီးပါချစ်မိတ်ဆွေတွေအားလုံးပဲ9-3ပတ်သီးပါဗျနော်ငါနဲ့ပတ်သက်ပြီးကစားမယ့်ကဏ္ဍလေးတွေပြောပြမယ်3ညနဲ့ပတ်သက်ပြီးတော့ကစားမယ့်ကဏ္ဍလေးတွေလည်းပြောပြပါမယ်နော်ငါနဲ့ပတ်သက်ပြီးတော့ကဏ္ဍ3ညနဲ့ပတ်သက်ပြီးတော့ကဏ္ဍလေးတွေကိုလည်းကိုပြဘက်ကကိုရီမိုင်းအားလုံးကိုပြောပြပါမယ်အဖွဲ့ဝင်လေးတွေအတွက်ကတော့ကျွန်တော်ကန်ဆယ်သမားတွေအတွက်ကတော့ပတ်သီးတစ်လုံး organ 2ကွက်ပေါ့ဗျာနော်ချစ်မိတ်ဆွေတွေအားလုံးပဲမနေ့ပြန်မှာငါနဲ့ပတ်သက်ပြီးတော့ကိုရီမိုင်းအားလုံးပဲ96ကဲ94ရယ်92ကဲ96 54 52 55ပဲဖြစ်ပါတယ်ဗျာနော်9နဲ့ပတ်သက်ပြီးတော့96 54 52 55ပဲဖြစ်ပါတယ်ကျွန်တော်3နဲ့ပတ်သက်ပြီးတော့ကိုရီမိုင်းအားလုံးပဲ33ရယ်36ကဲ34ရယ်32ကဲပဲဖြစ်ပါတယ်ဗျာနော်33 36 34 32ပဲဖြစ်ပါတယ်အကြိုက်ဆုံးကနန်း2ကွက်ကောင်းကတော့ကိုရီမိုင်းအားလုံးပဲတခါတည်းမှတ်ပြီးပါအကြိုက်ဆုံးကနန်း2ကွက်ကတော့ချင်းမိတ်ဆွေတွေအားလုံးပဲ
60နဲ့မှ2က60နဲ့မှ4ရေပဲဖြစ်ပါတယ်ဗျာနော်6နှစ်6 4ပဲဖြစ်ပါတယ်အကြိုက်ဆုံးကလည်း2ကွက်အနေနဲ့6နှစ်6 4ပဲဖြစ်ပါတယ်ကဲအားလုံးပဲကန်ကောင်းကြပါသည်အဆင်ပြေကြပါသည်ကန်ဆက်ချင်တဲ့မိတ်ဆွေလေးရှိလို့ရှင်လဲအခုချိန်ကစပြီးကန်ဆက်လို့ရပါပြီပေါ့ဗျာနော်အားလုံးပဲအဆင်ပြေကြပါသည်ကန်ကောင်းကြပါသည်တက်တာပါ